ဒီဆရာတော်ဝါစစ်တီရောက်လာတဲ့အခါအချိန်ကအားပဲများပြီးတော့ဒီတနေ့လိုပဲစိတ်ထဲမှာရှိပါတယ်။အပုံကြီးဟိုကလည်းပဲ36ဖြစ်သွားတယ်။သို့တော်လည်းဒီတွေးကြည့်တဲ့အခါအချိန်ကအဲ့လိုထင်ရအောင်တူတောင်းတဲ့ကာလဟာမျိုးလေးနဲ့ခံစားရပါတယ်။အဖြစ်လို့လဲဆိုတော့ခုထိတဲ့အောင်ဖာသာလေးနဲ့ကျောင်းသားလေးနဲ့ဘောလုံးကံလို့ကောင်းသေးတယ်။ကစားဖို့ကစားဖယ်ဒီနဲ့ဖြစ်နေစေဖြစ်ပြီးတော့ဘုရားကဩဃာစာမှာပါတယ်လို့ပဲဘုရားရှင်ရဲ့ကျေးဇူးတော်လို့ပြောရမယ်ဒီချမ်းသာခြင်းဟာဘုရားရှင်ဝေဒနာတဲ့အတွက်ထူးထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီလိုဖြစ်တဲ့ကာလမှာဒီနေ့ဘုရားရှင်ကျေးဇူးတော်တင်နေနေဖြစ်လာရဲ့ဒီဘက်ကဒီနေ့ထူးထူးထမ်းဆောင်တဲ့ယဟန်ဘုံဒီကရာကြီးကျွန်တော်တို့အားရှိစေတဲ့လုပ်ဖို့ကံခဲ့ဖြစ်ကြပါလေ။ဒါကြောင့်သူကခေမှုနဲ့ကျော်ရှင်ရတဲ့တည်ရည်ဒီနောက်အမယလူအမယတဲ့အာယပါယဆိုတာရောတော့တဲ့ဆွဲရနေရမှာဒီကျွန်တော်တို့ရဲ့ဖြစ်တန်းခြင်းကိုကြည့်လိုက်ရင်ဒီလက်တွေးတဲ့ဝမ်ဝမ်ပေါ်ဆောင်ပြီးတဲ့ဘုန်းတော်ရှင်ကြီးကိုများကအင်မတန်မှလက်ရချေရထင်ပေါ်ပါတယ်။ကျောင်းတော်ဒီဆရာတော်လေးဆိုပေမဲ့ကျွန်တော်အားလုံးရဲ့ကဲကိုမမြောက်ဆရာကောင်းတဲ့ဒီလူကြီးချင်းဝိညာဉ်ကြီးခီးစဉ်အဲ့ရှောက်တန်းခြင်းကိုကျင့်ပါခြင်းဖြစ်ပါလေ။ဒါကြောင့်ဘုန်းကြီးကျွန်တော်လည်းဒီလက်တွေ့တဲ့ဘုန်းအားလုံးကျေးဇူးတင်တယ်လို့ system ရဲ့သာသနာ့နဲ့အခုတော့ဆောင်ပြီးတော့သူတို့တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကအားရှိတာဖြစ်ပါတယ်။အဲ့ဒါလည်းကျွန်တော်တို့ရဲ့စေးပါပဲ။ဟောဆောင်မှုတွေမှာယတနာတော်အခြေအနေနဲ့သူတို့ရဲ့လက်ထမ်းပြီးတော့စူးစမ်းမှုပြင်းပြတဲ့ဆန္ဒအဲ့မှာတင်းတော်ကိုချစ်တဲ့ယုံကြည်ခြင်းကိုမြင်လို့တဲ့အနေထားဟာကျွန်တော်တို့သာသနာရဲ့ကြွယ်ဝခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒါဒီဟာကျွန်တော်အနေနဲ့သာသနာတော်ကိုဥဆောင်တဲ့အတိုင်းအတာနဲ့ကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့ကောင်းကြီးဖြစ်ပါတယ်။ဒါကြောင့်လို့အဲဒီဘုံဘုံ sister များဓမ္မဆရာများထူးထူးကျေးဇူးတင်ကြောင်းပြောချင်ပါလေ။စက်တင်ဘာဘာသာသူများဟာတင်းတော်ချစ်ကြတယ်။တင်းတော်ချစ်ရမှာအခုတော်ဆောင်ပြီးတဲ့ဘုံဘုံဒီ sister ဒီဓမ္မဆရာဒီကိုချစ်တဲ့ဘုရားသားသမီးတွေဖြစ်တယ်။အထူးသဖြင့်ဆုတောင်းပေးကြတယ်။အဲ့ဒီဆုတောင်းခြင်းဟာကျွန်တော်တို့ကိုတောင်းပန်နဲ့ပြောမလား။ကျမချင်းတွေပြောတော့တောင်းပန်အုပ်ပေးတယ်။အဲ့ဒီထဲမှာရွေးထွေးမှုနဲ့လုံခြုံမှုနဲ့ကျေးဇူးတော်များရှိစေတယ်။နောက်မရှိမဲ့ချင်းတော်မှာဆိုရင်စည်ရဲခြင်းရှိပါတယ်။ဒီမှာကျွန်တော်တို့ချင်းတော်ကြည့်ရင်ကျွန်တော်တို့ရဲ့ချမ်းသာခြင်းကတော့ဆင်းရဲခြင်းကိုချမ်းသာတဲ့နေရာဖြစ်ပါတယ်။ညာကြီးဆင်းရဲတယ်။အဲ့ဒီမှာမှကျွန်တော်တို့တိုင်းပြည်တစ်ခုထိသာသနာ့ပြုနိုင်ရအောင်ခြေဥတတော်ဘုံကြီးတော်ရှင်ပေါင်းတော်အဲ့လိုတဲ့ပတ်ဖို့တဲ့ဘာသာသူများတစ်ချက်ကနေတနိုင်တော့ဒီသာသနာကိုချင်းပြလို့တဲ့ပြုရှင်များအားလုံးဟာတင်တို့ဖြစ်ပါလေ။ဒါကြောင့်ဒီနေ့ဟာ
ဒီတို့ကိုလည်းညာကြီးကျေးဇူးတင်ပြီးတော့ဂုဏ်ပြုတဲ့နေ့လည်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အသင်းတော်ကကျွန်တော်တို့အသင်းတော်ကျွန်တော်အသင်းတော်ပဲပြောချစ်စရာကောင်းတဲ့အသင်းတော်သူကခုလိုပဲဝုပြုကိုယ်ွယ်တဲ့အစီအစဉ်ကြီးတစ်နေ့လုံးလုပ်ထားတယ်အခုလိုဆရာတော်ကြီးဒီကိုတင်းတော်မှာစက်ကတ်တော်မယ်ဆိုလို့ရှိရင်နေထူးနေမြတ်ကိုရွေးချယ်ထားတယ်ကျေးဇူးတော်ကိုအားကိုးတယ်ဆိုတော့ကျွန်တော်တို့တိုက်ဆိုင်လာတဲ့နေ့ကသခင်ယေရှုကိုဗိမာန်တော်၌အနန္တနေ့ကိုဆရာတော်ဖြစ်တဲ့နေ့ဝိခါတေနေ့ဖြစ်ရွေးချယ်ပေးထားတယ်အဲ့မှာအနည်းငယ်ရရှိဆရာတော်ဒီလူသားဖြစ်တဲ့ကာယညာနာအလုံးမတက်ဆွမ်းနိုင်ခြင်းအားနည်းခြင်းဒါကြောင့်မလို့ဗိမာန်တော်ကိုအနန္တခြင်းဝိနည်းမှာထတော်ကိုမိဘတွေကတွားရောက်ပူဇော်ရင်းနေ့မှာကျွန်တော်ကိုပူဇော်ပြီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီချက်မှာအင်းတော်ရဲ့ဝိပုနီရှိခိုးနီဘုရားသခင်နဲ့ဘုရားသခင်ကိုအထောက်အမအကူအညီကျမ်းရှုနိုင်တဲ့စေပြောင်းလေးပြောမလားနီလန်းဒီပိုင်ဆိုင်ထားတဲ့အသင်းတော်ချစ်စရာကောင်းတဲ့အသင်းတော်ဖြစ်ပါလေ။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီနေ့ဒီနေ့ရဲ့တိုင်36လို့ထမ်းဆောင်ခြင်း7နှစ်ဆရာတော်ဖြစ်တဲ့ရှောက်လှမ်းခြင်းအားလုံးဟာဘုရားသခင်ဖြစ်တယ်။ဒါကြောင့်မို့ဒါဒီအားလုံးစဉ်းစားလိုက်ရင်ကျွန်တော်တို့ချစ်တော်အသင်းတော်ချစ်စရာကောင်းသောအသင်းတော်ရဲ့လုံဟန်လေးယေရှုတော်ကိုရရှိနိုင်တဲ့ဖန်တီးမှုတွေပြင်ဆင်မှုတွေစက္ကန့်မှုတွေအဲ့ဒီအသင်းတော်ကကျွမ်းကျင်တယ်ဒါဒီအားလုံးကလည်းဝိညာဉ်တော်ဘုရားရဲ့လမ်းပူဆောင်ခြင်းဝိညာဉ်တော်ဘုရားအခီးဆွဲဝိညာဉ်တော်အတူတူရှိခြင်းဒါကြောင့်အသင်းတော်ကအမြဲတမ်းသိကြတယ်ဘုရားသခင်ကိုအားကိုးတယ်ဒါကြောင့်မလို့ဒီနေ့ခုနကလိုပဲအရောက်တိုင်းတဲ့အသင်းတော်ကစိတ်ကပ်ပြီးတယ်ဉာဏ်ဒါနာမည်ပြီးတယ်ဝိနည်းသတ်မှတ်ပြီးတယ်ဒီထူးထူးရောက်တာတိုင်းစိတ်ကဆက်ပူဇော်ပြီးတယ်ဒါကြောင့်မလို့ဒီမတန်ခင်ခဲတဲ့ကဘာမှာခုလိုမျိုးနေရည်မှာကျွန်တော်တို့ဟာဝိညာဉ်မိထွေမှုလုံခြုံမှုကောင်းကင်ဆိုတဲ့ကျွန်တော်တို့ရဲ့ကြီးရာဆောက်ထားရအဲ့ကိုယ်တိုင်ကိုမျက်ချင်မပြတ်သွားနေတဲ့တင်းတော်ပါဝင်ပြီးတော့ဦးစီးဆောင်ပြီးတော့တင်းတော်ဆိုမှာဒီဖုံဖုံလေး sister တွေဟိုးအဝေးဆုံးတိနေရကြတယ်အဲ့တော့ဘုရားသားသမီးတင်းတို့အားလုံးကိုဒီဘဝလမ်းခရီးချမ်းခြင်းမှာဘုရားသခင်ရဲ့အတွေ့အကြုံကျေးဇူးတော်တည်ရှိပေးခြင်းအတွေ့ဆောင်ပြီးတော့သူတို့ဟာဆေးသွင်းချင်းခံရတယ်အဲ့မှလိုက်ပြီးတော့တရင်သုံးတော်ကြတယ်ဒါဒီဟာကျွန်တော်တို့တောင်ဖို့ခဏခဏစဉ်းစားရမယ်ထောက်ရှုရမယ်အဲ့လိုနဲ့ခေါ်အားတဲ့ညှို့ရင်းချက်တဲ့ထားရှိရမယ်အဲ့လိုနဲ့ကျွန်တော်တို့ဒီဘာကြီးအတွက်မြန်မာပြည်အတွက်တင်းတော်အတွက်ချင်းပြည်နယ်အတွက်မိသားစုအတွက်လူသားများအားလုံးအတွက်ကျေးဇူးတော်ရရှိပေးသူများဖြစ်ကြမှာဖြစ်ပါလေ။ဒါကြောင့်ဒီကျေးဇူးရဲ့ဘုရားများအားလုံးဆုံးလာပြီးတော့ကျွန်တော်တို့ရဲ့အမိကျောင်းတော်ဖခါခုလုံးရဲ့အသင်းတော်တွေမိခင်ကျောင်းကြီးမှာဒီနေ့ဆုတောင်းတဲ့အခါအဲ့ဒီကျေးဇူးတော်အကြောင်းဖြစ်ပါတယ်။ဒီနေ့ဆုတောင်းခြင်းအားဖြင့်အားလုံးသောကျွန်တော်တို့ရဲ့အခါသာသနာအတွင်းမှာရှိတဲ့ချင်းပြည်နယ်မှာရှိတဲ့တရားသားတွေအားလုံးဒီချမ်းချင်းကျမ်းမာခြင်းလုံးဝတည်ရှိခြင်းဉာဏ်နဲ့အတူကျေးဇူးတော်ပေါင်းတက်ရောက်ပါစေလို့ဆက်သပြုရင်ဒီကုန်းချုပ်